အိန္ဒိယကောင်လေးဟာသူ့အမေအတွက်အဝတ်အစားလိုက်ဝယ်ပေးနေပါတယ်။အဲ့ချိန်မှာလှပတဲ့ Lamborghini ကားတစ်စီးဟာရောက်လာပြီးပါကစ္စတန်ဘေးဟာအထဲဝင်လာပါတယ်။ပြီးတော့အိန္ဒိယဘေးကိုစင်ရဲဘားတွေကဒီကိုဘလို့ရောက်နေတာလေလို့ပြောပါတယ်။ထို့နောက်လူတွေကလည်းသူတို့ကိုကြည့်ပြီးရီပါတယ်။ထို့နောက်နှစ်ယောက်စလုံးအပြင်ထွက်သွားကြပါတယ်။ပြီးတော့အိန္ဒိယဘေးဟာမင်းကိုတနေ့ဆုံးမပြမယ်လို့ပြောပါတယ်။နောက်နေ့ကျတော့ဟိုတယ်မှာဝေတာအလုပ်လုပ်ပါတယ်။အလုပ်လုပ်နေရင်ပိကန်ကြခွေးသွားပါတယ်။ပြီးတော့သူ့ဆရာကအိန္ဒိယဘေးကိုအလုပ်ဖြုတ်လိုက်ပါတယ်။ထို့နောက်အိန္ဒိယဘေးဟာကား workshop ဖွင့်လိုက်ပါတယ်။အစပိုင်းမှာတော့ကားလာမပြင်ကြဘူးလူတွေကလည်းသူ့ကိုကြည့်ပြီးရီပါတယ်အချိန်နဲ့ငယ်ကြတော့ကားလာပြင်ကြပါတယ်ဝန်ထမ်းတွေလည်းခန့်လိုက်ပါတယ်ပြီးတော့အိန္ဒိယဘေးဟာအလွန်ချမ်းသာသွားပါတယ်ထို့နောက်အဝတ်ဆိုင်ကိုဝယ်လိုက်ပြီးသူ့အမေကိုလက်ဆောင်ပေးလိုက်ပါတယ်ပြီးတော့ပါကစ္စတန်ဘေးဟာအဝတ်ဆိုင်ကိုပြန်လာပါတယ်အဲ့ချိန်မှာအိန္ဒိယဘေးရဲ့အမေကိုနင်ကဒီမှာဘာလာလောက်တာလဲဒါကအခုငါဆိုင်ဆိုပြီးပြောပါတယ်ပါကစ္စတန်ဘေးကလည်းအဲ့ဒါဆိုနင်သားကိုခေါ်ပေးလို့ပြောတယ်အဲ့ချိန်မှာလောက်ပတဲ့ကားတစ်စီးဟာရောက်လာပါတယ်ပါကစ္စတန်ဘေးကလည်းသူ့ကိုကြည့်ပြီးအံ့ဩသွားပါတယ်ပါကစ္စတန်ဘေးကမင်းနဲ့ငါကားပြိုင်မောင်းမယ်လို့ပြောပါတယ်။ထို့နောက်နှစ်ယောက်စလုံးဟာအစင်တင်ဖြစ်ပြီးပြိုင်ပွဲစတင်ပါတယ်။နှစ်ယောက်စလုံးဟာအရှိန်နဲ့မောင်းကြပါတယ်။ထို့နောက်တရေကျသွားပါတယ်။အနိုင်အရှုံးကိုမဲပေးပြီးဆုံးဖြတ်မယ်။ပါကစ္စတန်ဘေးကိုနိုင်ချင်ရင်တော့ comment ရုပ်ပေးပါ။အိန္ဒိယဘေးကိုနိုင်ချင်ရင်တော့ like and follow လုပ်ပေးပါ။